水面弄机会，那你不要你来么地道呗，那你毛一天嘛，这个谁没以为？对江北也对老地嘛，路也不拉来你呗，把将来我们地给嘛。Just in take a Thank you. ကောင်းတယ်နော်ပေါ့ကျွန်တော်ပြောပါသူကအားဆိုဆရာရမယ်အခုတော့တည်ပြီသူကိုကိုချစ်ပြီမင်းသားလည်းပြီးတော့မင်းသမီးခင်တရားကြီးဖြစ်ပါလေလူတကာနဲ့ကြည်လက်ကြည်လေးစင်မောကြွမိန်းကလေးတွေမဆိုလို့တော့မရဘူးဟာအကြီးကလုံးအကြီးတော့ဖြစ်သွားတယ်အကြီးကခါလာโอเคတွေသိမလို့ခဲ့ဘူးကျွန်တော်ညင်းပယ်လိုက်တယ်သူကဆက်နေမဆိုချင်တယ်ကျွန်တော်လည်းမဆိုချင်ဘူးဆိုတော့ကျွန်တော်စင်မောဆောက်ခွာတော့မှာဖြစ်ပါလေဟာစားကျွန်တော်ဝင်းသားလို့မဆုံးဘူးလားဒီရဲ့ချက်တာစစ်ပါစေလေးဆိုကြည့်မယ်နော်တန်တော့မကောင်းဘာချလို့ဟုတ်တယ်လက်တွေပါပါမိန်းကလေးတန်လေးအပေးစကပြောမယ်သူလေဘယ်သူမှနာမရှိတော့မှာအခုတည်းထိအောင်ကုန်တဲ့မှာမရှိနေတဲ့ရင်ထဲဝင်ကြည့်ပါညောင်နေတော့မောရပါတယ်နေနိုင်လို့ချစ်တဲ့သူရဲ့ကိုမြဲတမ်းလွမ်းနေမယ်မင်းကြရဲ့လားမင်းဟာကိုဘဝမို့လုံးသားကကြောက်ခိုင်းနေဘယ်သူမှမင်းတွေ့ဆောင်တော့ပါဝေးသွားခဲ့တောင်ကုန်တဲ့မှာဒီရဒီမဲ့ချစ်ဆုံးတယောက်ဘယ်ရင်မင်းရောက်နေနေဘယ်သူနဲ့မင်းချစ်ပါစေမြေခွေလွတ်နေမယ်မင်းတ
သိရလားအချစ်ဟာကိုဘဝမှာတနာသမီးရဲ့ချစ်တော်စင်ပါစေညော်လေးငါကိုစမဲ့ဒါချင်းပြန်တွေ့မယ်စကားလုံးလေးတွေကိုကြားဘူးရဲ့အချစ်နာတော်မှန်ရဲ့ရင်လေတနာသမီးရဲ့ချစ်တော်စင်ပါစေညော်လေးငါကိုစတောင်းမယ်ချိန်ကြရင်ကဘာကြီးဝဲနှလုံးသားထဲမှာကွယ်မြောက်စလုံးလေးအချစ်နာရမှန်ရဲ့ရင်လေလုံနိုင်ခွင့်ရှိလက်ကောက်တန်လေးကြားချင်ပါရဲ့အားပြောင်းခိုင်းတာအာပေးစကပြောမယ်သူလဲဘယ်သူမှနာမရှိတော့ပါအခုတည်းထိအောင်ကိုတဲမောင်မရှိနေတဲ့ရင်ထဲဝင်ကြည့်ပါညောင်နေတော့မောရပါတယ်နေနိုင်လားချစ်တဲ့သူရဲ့ကိုမြဲတမ်းလွမ်းနေမယ်မင်းကြရလားမင်းဟာကိုဘဝမှာကျန်တော်လေးရဲ့ချစ်တော်စင်ပါစေညောင်လေးကကိုဆူတောင်းမယ်ဒါကြိုက်ပြန်တွေ့တယ်စကားလုံးလေးတွေကိုကြားဘူးလေကျင်လာတော့မှန်တဲ့ရင်သမီးရဲ့ချစ်တော်စင်ပါစေညော်လေးကကိုစတောင်းနဲ့အာကြီးဝဲလုံနာတွေမှာမြောက်စလုံးလေးအစင်နာတွေသူရဲ့ရင်လေဆုံနိုင်မရှိလေချစ်တော်စင်ပါစေညော်လေးကကိုစတောင်းနဲ့ချိန်ကြရင်ပြန်တွေ့တယ်စာလုံးလေးကိုကြားဘူးလေအကျဉ်းနာတော်မှန်ရဲ့ရင်လေနာသူလေးစစ်သားစစ်ပါစေရော်လေးငါကိုစတောင်းမဲ့ချိန်ကြရင်ကဘာကြီးဝဲနှလုံးသားထဲမှာကွယ်မြောက်စလုံးလေးအကျဉ်းနာတော်မှန်ရဲ့ရင်လေစုံနိုင်ခွင့်ရှိတယ်သိကောင်းပါလေအကြီးအမေးစိမ့်ညာကျေးဇူးတင်တာလက်ခုပ်တန်လေးနောက်တစ်ခေါက်ကြားချင်သေးတယ်ကြည့်ကြပါဦးဆောင်းတော့ဆိုတော်တွေပြောရင်လေ thank you လုံးတယ်နော်မနိုင်ဘူးခင်မေဦးကြည့်နေဆိုချင်တယ်ဒီနေ့ခင်မေဦးခေါင်းဘက်ပြန်လှည့်ပါကြလုံးပါအားပေးကြပါခေါင်းဆောင်ကြီးတို့ကတော့တာဝန်ကျေသွားပြီပေါ့ကိုတက်ကိုတို့ခင်ဒီတာကြီးတို့အခုအစီအစဉ်လေးကတော့ကျွန်တော်ကြားဖြတ်လေးပေါ့ဗျာကျွန်တော်အစီအစဉ်လေးပါခန်းနာကိုရောက်ရှိနေကျွန်တော်တို့ first semi တွေကကျွန်တော်တို့ခွဲခွာသွားတဲ့တကယ်ချင်းတယောက်ရှိပါတယ်သူကဗမာပြည်ခဏရောက်နေတော့ကျွန်တော်ဒီနေ့ညနေသူ့ကိုမြင်နေကုန်းမှာတော့ကြိုလာပါတယ်ဗျသူ့အတွက်ကျွန်တော်ချွေးနေစာလေးနဲ့ဝယ်ထားတဲ့လက်ဆောင်ပစ္စည်းလေးတစ်ခုရှိပါတယ်သူ့ကိုကျွန်တော်ကချီးကျူးဂုဏ်ပြုကျေးဇူးတင်တဲ့အနေနဲ့တားညိုကိုစင်မော်ခဏကြွပြီးတော့ကျွန်တော်လက်ဆောင်လေးလက်ခံပေးဖို့ကျွန်တော်လက်ဆောင်ဆိုပေမဲ့တန်းလုံးကိုစားပေးတာပါလို့ကိုသားညုံခဏလေးကြားခဲ့ပါတငယ်ချင်းတွေကမမြင်ရတာကြာပြီဆိုတော့ तू ကတော့အထူးမိတ်ဆက်ပေးစရာမလိုပါဘူးညတိုင်းသတင်းဖွင့်လိုက်ရင်သူ့မျက်နှာကြီးနဲ့သတင်းတွေအခုတော့ VOA ဌာနမှာကြီးညာနေတဲ့ကျွန်တော်တို့တငယ်ချင်းကြီးဒီ site နေထိုင်နေတဲ့ multi media သမားတယောက်ဖြစ်သွားပါပြီကျေးဇူးတင်ပါတယ်ခဏကိုကြွားရအောင်အားပေးတဲ့အတွက်Okay ပါ ready ဆက်လာပြီလေတန်းလုံးကိုသားပါ Thank you ပါတကယ်ချင်း thank you ပါနောက်တစ်ယောက်လောက်လာပါအောင်လို့ပါတစ်ယောက်ဆိုပါအောင်တို့အတန်းထဲမှာဝါသနာရှင်တွေရှိတယ်မျိုးသားကျော်လာလားမသိဘူးမျိုးသားကျော်ကလည်းသူကစမ်းနေအောင်ထူးချွန်စွာ TV ကျွန်တော်တချင်းတွေသူတီးပေးဘူးလေဗျအဲ့တော့ကျွန်တော်16နှစ်သားလောက်လေးတွေပေါ့သူကလည်းတိတ်ဂီတမှာတိတ်ထူးချွန်တဲ့လူတစ်ယောက်ဖြစ်ပါကိုမျိုးသားကျော်တပုတ်လောက်ရမလားရအောင်ရရှိလာပါမျိုးသားကျော်ကြီးရအောင်
ကျော်သွားပြီရောဗိုင်မင်းပြီးရင်တော့လာမှာအခုမရဘူးအခုငါကူညီတောင်းလိုက်တော့ကျွန်တော်တို့ဒေါက်တာကျွန်တော်တို့ကဘိုတီလို့ခေါ်တဲ့ဒေါက်တာတေစာကျော်ကမျိုးကြီးရဲ့အယိုးရှင်းဆုံးဘဝနဲ့တီဆိုဖြော်ပြီးအခမ်းသွားမှာဖြစ်ပါတယ်လက်ခုပ်လေးတီးရပေးပါအားလုံးမင်္ဂလာပါပြည်ဦးလို့လွာလဲမယ်ဆိုရင်2ရက်လောက်ကြိုဖုံးဆက်ပါရှောင်ညင်ရအောင်လို့ Okay ငင်းကြီး welcome ဟုတ်တယ်တခါတလေမှာတယောက်တည်းနဲ့တနေ့ကုန်ဆုံးကြီးဆန်းစီလုံးစားတယ်ငါလေးရှစ်ဆက်ရမယ်မပြန်အားပြေရခြင်းနဲ့နေရောက်ချီမဖို့လဲပဲရှေ့စင်လောက်တော့ငါရဲ့လက်တကန်းတွေကိုတဆန်းတလို့လီအောင်နှွေးထက်ပေးခဲ့ရှေ့ဝေးနဲ့ကုန်သိချတ်တော့မရှိလဲနေနိုင်မှာတဲ့တဲ့လို့လုံအဆုံးငါဘဝကိုရိုးသားဆုံးနေဖို့လာရင်စကန်ညာကရှာမလို့နဲ့ကိုဘဝစိတ်ဆိုင်နေလိုက်ရိုးစင်လို့နဲ့ဘဝကောင်းဆုံးကိုရောက်တဲ့တနေ့ကုန်ဆုံးရင်စမ်းစီလို့ရှာတယ်ငါလေးစိတ်ဆက်ရမယ်မြတ်ပြန်အားပြေရစေနဲ့နေရောက်ကြီးမဟုတ်လေပဲကျဲစင်လောက်တော့ငါရဲ့လက်ခံတွေကိုယ်သက်ဆန်းတော့လီအောင်လူထက်စေခဲ့တယ်ရွှေဝဲနဲ့ကုန်ကုန်ကြတော့မရှိလဲနေနိုင်မှာတဲ့တဲ့လို့လောအဆုံးငါဘဝကိုအယုဒ္ဓဆုံးနေဖို့နိုင်စကန်ညာကရှာမလို့လေကိုဘဝကိုစိတ်ကြိုက်နေလိုက်ရုပ်ရှင်လုံးနဲ့ဘဝကကောင်းဆုံးမို့ရွှေဝေနဲ့ကုန်ကြတဲ့မရှိလဲနေနိုင်မှာတဲ့တဲ့လို့လူအဆုံးဘဝကိုရိုးသားဆုံးနေဖို့နိုင်စကန်ညာကရှာမလို့ကိုဘဝကိုစိတ်ကြိုက်နေလိုက်ရုပ်ရှင်လုံးနဲ့ဘဝကအောင်ဆုံးဖို့ရွှေဝေနဲ့ကုန်ကြတော့မရှိလဲနေနိုင်ပါတဲ့တဲ့လုံးလူအဆုံးငါဘဝကိုအယုဒ္ဓဆုံးနေဖို့နိုင်စကန်နာရှာပါလို့ကျေးဇူးများတင်ပါတယ်ခင်ဗျာတော့ရွှေငွေမရှိပါဘူးဒေသကျော်ရွှေငွေအများကြီးရှိပါတယ်ဒီကကောက်ယူလို့ရိုးပဲဆိုကြလို့မလို့ကြည့်လာခဲ့ပါဦးနောက်တစ်ပုတ်အနေနဲ့ငကြင်ခံရကုန်းကဆိုပါမယ်ဒါနဲ့ကုန်းကမဆိုခင်ကျွန်တော်ဂျားဖြတ်ကြော်ညာလေးထည့်ချင်ပါတယ်မင်းဒီပေါ်ရောက်လာလားနောက်ကဝင်လာဟိုအလူငွေတွေကိုညစာစားပွဲအတွက်ငွေတွေကိုနုနုရေးရှိမှာတယောက်ကို1000နှုန်းနဲ့လာရောက်ပြီးတော့ပေးကြပါတတိယကြိမ်သတိပေးခြင်းဖြစ်ပါတယ်တတိယကြိမ်သတိပေးခြင်းဖြစ်ပါတယ်နောက်ကျပြီးတော့ရောက်လာတဲ့တငယ်ချင်းများနုနုရေးရှိမှာတယောက်ကို1000နဲ့အခုညစာစားပွဲလေးအတွက်လာပြီးတော့ထည့်ဝင်ကြပါကျေးဇူးတင်ပါတယ်ဆောင်းတညမှာရောင်ထိန်ထိန်လူများနဲ့တချင်းလေးနဲ့ဆောင်းကြောင်ဆိုတဲတဲ့တွေထွေးသွားရတယ်ဇုံတဲ့လေးတကယ်အားကြ
ပြောကြလေးလေးကိုလဲခွဲပြောကြလေးလေးကိုလဲခွဲကုန်းကကုန်းကကုန်းကတချင်းနဲ့ရပါကနေမယ်နကိုလူရှင်ငါကနေကုန်းကလမ်းမုံကကောင်းမောချမ်းရဲ့နေယူရာကောင်းမောချမ်းရဲ့နေယူရာyo yo she dai we ya ko ga la mo ga ga mo sha ye le yo ya တက်ခဲ့ကြပါအားလုံးတက်ခဲ့ကြပါတကယ်ကြီးများပျော်ပျော်ပါပါပျော်ပျော်ပါပါပဲမများနဲ့ပဲမများနဲ့အသက်53နှစ်ရှိပြီတဲ့အားလုံးတဲ့ဟိုဟေးဆောင်းကြပါဒီရောက်တဲ့လူများနဲ့ဒီလေးရဲ့ဆောင်းကြောင်ဆုံးအသေးရဲ့တွေတွေ့သွားရမယ်ချစ်စရာချစ်စရာဘုံကလမ်းဘုံကတောင်မောရှမ်းရဲ့လေရိုးရာ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 နောက်တစ်ပတ်အားလုံးတက်ကြပါပဲမများကြပါနဲ့အောက်မှာလည်းကားလို့ရတယ်မျက်ပြင်းပေါ်မှာကားလို့ရတယ်ညာဆောင်းကြပါမီးအောင်ချိန်ချိန်ဦးအများနဲ့တချင်းကလေးနဲ့ဆောင်းမြောင်းဆုံးအသေးတွေတွေ့သွားရမယ်စုံရွယ်တွေနဲ့လေးတကယ်အားကြလို့ဆောင်းပြောပြရီတွေးရီကိုနဲ့ွယ်ပြောပြရီတွေးရီကိုနဲ့ွယ်တုံးကတည်နာကြမှာကနေမယ်ဘုရုချင်းကနေဘုံကလည်းဘုံကပေါင်းပေါ်ချမ်းရဲ့လေရိုးရာမျိုးရပွဲရှိတိုင်းပွဲချစ်စရာ